စေအုပ်စုပဲမြည်တည်တဲ့နိုင်ငံငယ်အရှိတီမောကိုမြန်မာနိုင်ငံကနေအပြီးထွက်ခွာဖို့အတိပေးစေအုပ်စုဟာအခက်ချဲများစွာနဲ့ရင်ဆိုင်နေရချိန်မှာဒေတာတွင်းနိုင်ငံငယ်လေးဖြစ်တဲ့အရှိတီမောကပါလူရမထွန်းတဲ့ကြောင့်အခုလိုထွက်ခွာဖို့ထိပြောလိုက်ရတာပါစေအုပ်စုဟာပြည်တွင်းမှာရောနိုင်ငံတကာမှာရောနိုင်ငံရေးတရားဝင်ဖို့အခက်တဲနဲ့ရင်ဆိုင်နေရပါတယ်ထို့ကြောင့်ရွေးကောက်ပွဲအတူရောင်းလို့ပြီးနိုင်ငံရေးတရားဝင်ဖို့လမ်းဖောက်နေကြတာလည်းဖြစ်ပါတယ်အရှိဒီမောတန်ယုံယာယီတာဝန်ခံကိုမြန်မာနိုင်ငံကနေထွက်ခွာဖို့အထိပေးရတာနဲ့ပတ်သက်ပြီးတမတော်တည်းမှန်ပြန်ကြားမှုဗိုလ်ချုပ်ဇော်မင်းထွန်းဟာအခုလိုရှင်းပြပါတယ်မှန်ပါတယ်အရှိဒီမောတန်ယုံယာယီတာဝန်ခံကိုမြန်မာနိုင်ငံကနေ9ရက်အတွင်းထွက်ခွာဖို့အထိပေးထားပါတယ်အဓိကတော့ကျွန်တော်တို့အစိုးရအတွက်အခက်အခဲဖြစ်စေလို့ပါပဲချင်းရဖွဲ့စည်းတွေကတရားစွဲဆိုမှုတွေကိုလက်ခံထားတာရဲ့ကျွန်တော်တို့အစိုးရကိုမထွက်ခံပဲစန့်ကျင်ဘက်ကနေရက်တည်နေတာဟာကျွန်တော်တို့အစိုးရအနေနဲ့တီးမခံနိုင်တဲ့အခြေအနေရောက်သွားပါတယ်ဒီလိုနိုင်ငံငယ်တွေကတော့ကျွန်တော်တို့အစိုးရကိုကလန်ကဆန်လုံနေရင်တော့ကောင်းတဲ့လက္ခဏာတော့ထိမလာဘူးလို့ပြောချင်ပါတယ်ဟုဗိုလ်ချုပ်ဇော်မင်းထွန်းကရှင်းလင်းပြောဆိုထားပါတယ်အရှိဒီမောနိုင်ငံဟာ NUG အုပ်စုတွေနဲ့လည်းမေးကောင်ရှိထားတဲ့နိုင်ငံဖြစ်ပါတယ်စေအုပ်စုတော့ဖမ်းလို့ရောက်ရင်ဖမ်းဆီးပြီးထောင်ထဲပို့ရမယ့်အထည်ပါနေပါတယ်ဆက်လက်ပြီးစကိုင်းတိုင်းဟိုးမလင်းကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းဟောင်းလိုင်ဟာတူဘုံကျဲလူမျိုးရွာတွေပျက်စီးနေတာလို့ဝေမခံပဲဒေတာကန်စကိုင်းတိုင်းသားတွေဟာအတန်းပညာအားနည်းမှုအသိပညာမရှိမှုတွေကြောင့်အခုလိုမျိုးပြည့်ရွာပြက်တွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြတာဟုပြောဆိုပါတယ်ကျွန်တော်တိုင်းပြည်အာဏာထိန်းတာကိုအာဏာသိမ်းတာဟုတလွဲကောက်ယူကြပြီးမစင်စားမစင်မရှင်မှုတွေကြောင့်အခုလိုဖြစ်ကုန်တာဒီဒေတာမှာပညာရေးပိုင်းအရန်အားနည်းနေသောကြောင့်တော်လှန်ရေးဟာအသိပညာဟုတလွဲယူနေကြတာလက်နက်ကင်လန်းစဉ်ဟာလူကိုသေးစေပါတယ်လူငယ်တွေအသက်တွေလူညွန့်သုံးစေပါတယ်စကိုင်းသားတွေတတိရှိတာကတမိုင်းမှာပဲထားခဲ့သိမ့်ပြီဒီခေတ်မှာတတိရှိတာဟာပညာမဲ့ခင်ဖြစ်သည်ဟုတိုင်းပြည်အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ပြောဆိုမင်းအောင်လှိုင်ဟာတရုတ်ကသမရအဖြစ်လက်မခံပါကြတရုတ်နှစ်တခုကိုမတက်ရောက်ခဲစကိုင်းတိုင်းကိုတွားရောက်နေတာဖြစ်ပါတယ်